ကောင်းကင်တခွင်လုံးအမောင်ဖုံးနေတဲ့လာမိုင်းများတွေကတိတ်ဆိတ်ပြီးမောင်မဲလာပါတယ်တောအုပ်ထဲမှာတိတ်ဆိတ်နေပေမဲ့ရွာသားတွေရဲ့နှလုံးသားထဲမှာတော့ဟိန်းဟောက်တဲ့တစ်ခုကချောင်းလန့်နေခဲ့ပါတယ်ဒီဟိန်းနံကစစ်တပ်တစ်ခုလုံးနှစ်ပေါင်းများစွာမနေနေနိုင်ခဲ့တဲ့သွေးဆနေတဲ့လူသားစားကြားမကြီးရဲ့အသက်ရှူသမ်းပဲဖြစ်ပါတယ်ဒီညမှာတော့ကျွန်တော်တို့ကကမ္ဘာစံချိန်တင်လူတွေကိုတတ်စားခဲ့တဲ့ချမ်ပါဝတ်ကြားမကြီးအပါဝင်အိန္ဒိယရဲ့ကြောက်မက်ဖွယ်အသားရဲကြီး၄កောင်နဲ့သူတို့ကိုမဲလိုက်ခဲ့တဲ့ဒန္နာလီလာမုတ်ဆိုးကြီးရဲ့လှုပ်အစမ်းကျဲတဲ့ဖြစ်အမှန်ကိုဖော်ထုတ်ကြမှာဖြစ်ပါတယ်အိန္ဒိယမြောက်ပိုင်းမှာရွာသားတွေကြားဆွဲခံရတာကြောင့်နေရောညပါကြောက်လန့်စွာနဲ့အသက်ရှင်နေရပါတယ်ဒီသေဆုံးမှုတွေများလာတဲ့အတွက်ရွာသားတွေကသူတို့ရဲ့လေယာဉ်မြေတွေကိုစွန့်ခွာပြီးမွေးရမြေမှာထွက်ခွာနေရပါပြီဒေသဆိုင်ရာအစိုးရနဲ့ဗြိတိရှအရာရှိတွေဟာမုတ်ဆိုးတွေစစ်သားတွေကိုငားရမ်းခဲ့ပေမဲ့ကြားမကြီးကိုဘယ်သူမှမနေနေနိုင်ခဲ့ပါဘူးအိန္ဒိယမြောက်ပိုင်းကူမောင်ဒေသမှာလူသားစားကြားကျတစ်တွေယာနဲ့ချီလူတွေကိုတပ်စားနေချိန်မှာလူသားစားသားရဲကြီးတွေကိုတိုက်ခိုက်ဖို့မွေးဖွားလာသူလို့တင်စားခိုးခံရတဲ့အင်္ဂလိပ်လူမျိုးတယောက်ရှိခဲ့ပါတယ်သူကတော့ဂျင်ကော့ဘတ်ပါသူဟာဒေသခံဘာသာစကားနဲ့တိုးအကြောင်းကိုနက်နက်နားလေတဲ့သူတယောက်ပါဒါကြောင့်အိန္ဒိယအစိုးရဟာနောက်ဆုံးမှာသူတို့ရဲ့တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်တဲ့ဂျင်ကော့ဘတ်ကိုခေါ်ယူခဲ့ပြီးဒီသားရဲတွေကိုတတ်နိုင်ဖို့ကြီးစားမှုဆိုပြီးစာချုပ်ချုပ်ခဲ့ရပါတယ်လူသားစားသားရဲကိုတတ်ဖို့အစိုးရကတရားဝင်ငားရမ်းရတဲ့သမိုင်းဝင်အခြေအနေပါပြီးတော့လူသားစားကြားတွေရဲ့ကြောက်မက်ဖွယ်အုပ်စိုးမှုကြောင့်ကိုဆက်သွားကြရအောင်နံပါတ်1ချမ်ပါဝတ်ကြားမကြီးဒီကြားမကြီးကလူပေါင်း436ယောက်ကိုတတ်ခဲ့ပြီးကမ္ဘာသမိုင်းဝင်စံချိန်တင်ခဲ့ပါတယ်ဒီဇလန်ဆာကနီပိုးနိုင်ငံကပါကြားမကြီးကနီပိုးမှာတင်လူ200ကျော်ကိုတပ်ဖြတ်ခဲ့တဲ့အတွက်ဒေါသထွက်နေတဲ့နီပိုးစစ်တပ်ကထောင်ပြောက်တွေအမဲလိုက်အဖွဲ့တွေနဲ့လိုက်လံနှိမ်နင်းခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူးနောက်ဆုံးမှာတော့ကြားမကြီးကအိန္ဒိယနယ်စပ်ကိုဖျက်ပြီးချမ်ပါဝတ်ဒေသကိုရောက်ရှိလာခဲ့ကလူတပ်စားရတွေကိုဆက်လုပ်နေခဲ့ပါတယ်ညဖက်သားမကနေကင်းဘက်ရွာလေးကောင်းမှာလူတွေကိုဖမ်းစားခဲ့ပါတယ်ဒါဟာကြားရရဲ့သဘာဝနဲ့လုံးဝကိုစန့်ကျင်ဘက်ပါပဲကော့ဘတ်ဟာဒီကြားမကြီးကိုလွယ်မတတ်နိုင်ခဲ့ပါဘူးပထမဆုံးအချိန်ခြေရာခံမိတဲ့မှာကြားမကြီးကလင်းမြန်လုံးပြီးသူ့ကိုယ်တော့ပြန်လဲတိုက်ခိုက်ဖို့ကြိုးစားခဲ့ပါတယ်နောက်ဆုံးစိတ်ရှည်လက်ရှည်ခြေရာခံမိတဲ့အခါမှာတော့တောနက်ထဲမှာရွာသားတွေနဲ့ပတ်ပတ်လဲဝန်းရံပြီးကြားမကြီးကိုထွက်လာအောင်မောင်းထိုးရတဲ့နီးလန်းကိုအသုံးပြုခဲ့ပါတယ်ဒီလိုလောက်တာဟာအလွန်အန္တရာယ်များတဲ့မဟာမိခပါကြားမကြီးနောက်ဆုံးလူတက်ပြီးနောက်သွေးဆုံးသောလမ်းကြောင်းကိုခေါ်ဘတ်တယောက်ထဲနောက်ရောက်ခံလိုက်ခဲ့ပါတယ်ကော့ဘတ်ကချမ်ပါဝတ်ရွာနာကကြောက်ကမ်းမှာကြားမကြီးကိုတွေ့ရှိခဲ့ပါတယ်1909ခုနှစ်မှာကော့ဘတ်ဟာချမ်ပါဝတ်မြစ်ကမ်းနားမှာဒီကြားမကြီးကိုအောင်မြင်စွာပစ်တက်နိုင်ခဲ့ပါတယ်ကြားမကြီးရဲ့အသက်ကိုနှုတ်ယူပြီးနောက်ကော့ဘတ်တွေ့ရှိခဲ့တဲ့အရာကတော့ဒီကြားမကြီးလူသားစားရခြင်းအဓိကလိုအပ်ချက်ပါပဲသူ့ရဲ့ညာဘက်အပေါ်အဆွေနဲ့အောက်သွားဟာကျိုးပဲ့နေခဲ့ပါတယ်။ဒါကြောင့်တောဝက်နဲ့တမင်တို့လိုတန်မာတဲ့သားကောင်တွေကိုအမဲလိုက်ဖို့ခက်ခဲတဲ့အခါအလွယ်ဆုံးသားကောင်ဖြစ်တဲ့လူသားကိုစတင်စားသုံးခဲ့ရတာဖြစ်ပါတယ်။နံပါတ်1ရူဒရာပရယจิตဒီจิตဟာလူသားစားတဲ့จิตတီတကောင်ဖြစ်ပြီးလူပေါင်း125ဦးကိုတပ်ဖြတ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ဒီจิตကိုမုတ်ဆိုးတစ်ဖြစ်လဲစာရေးဆရာဂျင်ကော့ဘတ်ကပဲ1926ခုနှစ်မေလ2ရက်နေ့မှာအောင်မြင်စွာပြစ်တက်နိုင်ခဲ့ပါတယ်။ဒီจิตရဲ့ပထမဆုံးသားကောင်က1918ခုနှစ်ကဘန်ဂျီရွာကဖြစ်ပါတယ်။နောက်ထပ်10နှစ်ကြာတဲ့အထိဟိန္ဒူဘုရားကျောင်းတွေဖြစ်တဲ့ကေဒါနတ်နဲ့ဗရိနတ်တို့ရဲ့အကြားကလမ်းမပေါ်မှာညဘက်တယောက်တည်းသွားလာရဲတဲ့လူမရှိကြပါဘူး။ဘာလို့လဲဆိုတော့ဒီလမ်းဟာจิตရဲ့နေမြေကိုဖြစ်တန်းသွားရတဲ့အတွက်ရဲ့ညမောင်မီနောက်မှာရွာသားအနေငယ်သာအိမ်ကထွက်ရဲကြလို့ပါလူရဲ့အသွေးသားကိုပုံမနစ်တဲ့ဒီจิตဟာတကားတွေကိုဖျက်ဆီးဝင်ရောက်တဲ့ဒွင်းပေါက်တွေကနေခုံဝင်တယ်ပြီးတော့တက်ကဲမူးထားတဲ့တင်းနံရံတွေကိုဖျက်ပြီးဝင်ကအင်ရှင်တွေကိုဆွဲထုတ်ပြီးစားတော့လေးရှိပါတယ်တရားဝင်မှတ်တမ်းတွေအရတော့ဒီจิตဟာလူပေါင်း125ဦးကျော်ကိုတပ်ဖြတ်ခဲ့ပါတယ်ဒါပေမဲ့လည်းကော့ဘတ်ကတော့သတင်းမပို့တဲ့အသက်ခံရသူတွေနဲ့တိုက်ခိုက်မှုကြောင့်ရရှိတဲ့ဒဏ်ရာတွေနဲ့သေဆုံးသူဦးရေဟာဒီထက်ပိုများတယ်လို့မှတ်ချက်ပြုခဲ့ပါတယ်ဂေါ်ရခါတပ်ဖွဲ့ဝင်တွေနဲ့ဗြိတိရှစစ်သားတွေจิตကြီးကိုခြေအားခံမှုကိုစီလွတ်ခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူးအားပြင်းတဲ့ထောင်ချောက်တွေနဲ့အစိတ်တွေတုံးပြီးတပ်ဖို့စ조사မှုတွေလည်းမအောင်မြင်ခဲ့ပါဘူးနာမည်ကြီးမုတ်ဆိုတော်တော်များများကလည်းဒီจิตကိုဖမ်းဆီးဖို့စ조사ခဲ့ပြီးဗြိတိရှအစိုးရကငွေကြေးဆုလက်တွေတောင်ပေးခဲ့ပါတယ်1925ခုနှစ်ဆောင်းဦးရာသီမှာဂျင်ကော့ဘတ်ဟာจิตကိုတပ်ဖို့သူ့ဘာသာသူတာဝန်ယူခဲ့ပြီး2လကြာရှာဖွေပြီးနောက်မှာတော့1926ခုနှစ်မေလ2ရက်နေ့မှာအောင်မြင်စွာပြစ်တက်နိုင်ခဲ့ပါတယ်နံပါတ်3ပန်နာจิตကော့ဘတ်ရဲ့နောက်တစ်မျိုးစိန်ခေါ်မှုကတော့ပန်နာကလူသားစားจิตပါပဲသူကလည်းချမ်ပါဝတ်ကြားမကြီးနေမှာလူပေါင်း400ကျော်ကိုတတ်ခဲ့တယ်လို့ခန့်မှန်းရပါတယ်
ဒီကျတဲ့ဟာဒဏ်ရာရပြီးတားကောင်တွေကိုလွယ်တကူဖမ်းယူနိုင်ဖို့ခက်ခဲတဲ့အတွက်လူတွေကိုအဓိကစားသုံးခဲ့ပါတယ်ဒီလူသားစားကျစ်ကလည်းကြောချမ်းစရာကောင်းတယ်လို့ညံလဲများလာပါတယ်ကိုဘဟာပန္နာကျစ်ကိုရိုးရအမဲလိုက်နေတယ်နဲ့မနိုင်တဲ့အတွက်အသားစိမ်းတွေနဲ့ထောင်ချောက်ဆင်ပြီးနှိမ်နှင်းခဲ့ရပါတယ်နံပါတ်4မိုဟန်လူသားစားကြားနောက်ဆုံးစိန်ခေါ်မှုကတော့မိုဟန်ကလူသားစားကြားပဲဖြစ်ပါတယ်ဒီကြားကလည်းလူ40ကျော်ကိုတတ်ခဲ့ပါတယ်ဒီမိုဟန်ကြားကိုလည်းခက်ခက်ခက်ခဲတောနက်ထဲမှာပဲဖမ်းဆီးခဲ့ရပါတယ်ဒီကြားရဲ့ခန္ဓာကိုယ်ကိုစစ်ဆေးတဲ့အခါကြီးစံဒဏ်ရာဟောင်းများစွာရှိနေတာကိုတွေ့ခဲ့ရပါတယ်သူဟာမုတ်ဆိုးတွေရဲ့ပစ်ခတ်မှုကြောင့်ဒဏ်ရာရခဲ့ပြီးအမဲလိုက်ဖို့ခက်ခဲတဲ့အခါလူသားစားကြအဖြစ်ပြောင်းလဲသွားရကြောင်းကိုလည်းထပ်တွေ့ရပါတယ်။နှိကုန်းချုပ်ရရင်ဒီကြောက်မက်ဖွယ်သားရဲတွေလူသားစားရခြင်းဟာသူတို့ရဲ့တဘာဝဗီဇလုံးဝမဟုတ်ခဲ့ပါဘူး။လူသားစားရခြင်းအဓိကအကြောင်းရင်းတွေကတော့ချမ်ပါဝတ်ကြားမကြီးကရှေ့အစွဲနဲ့အောက်သွားတွေကျိုးနေခဲ့ပါတယ်။ဒါအပြင်ကျက်တစ်တွေကလည်းကြီးစံဒဏ်ရာဒါမှမဟုတ်အခြားဒဏ်ရာတွေခန္ဓာကိုယ်မှာရှိနေခဲ့ပါတယ်။သူတို့ရဲ့အမဲလိုက်နေစွမ်းပျောက်ဆုံးသွားတဲ့အခါရှင်သန်မှုအတွက်သာလူသားစားခဲ့ရတာဖြစ်ပါတယ်။ဒါလူသားတွေရဲ့ပြစ်ခတ်မှုဒါမှမဟုတ်သူတို့ရဲ့သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေကနေစတင်ခဲ့တဲ့ထိတ်လန့်စရာဇလန်းတွေပဲဖြစ်ပါတယ်။ဂျင်ကိုဘာဒီတားရဲတွေကိုတပ်ပြတ်ခဲ့ပေမဲ့ကြားစုတွေကိုနာကျင်ခဲ့ခြင်းလုံးဝမရှိပါဘူး။ဒီလိုလူသားစားတဲ့ဖြစ်ရတွေမဖြစ်အောင်တားဆီးဖို့အတွက်သူဟာကြားတွေနဲ့သူတို့ရဲ့သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့လှုပ်ရှားခဲ့ပါတယ်။သူဟာကြားမုတ်ဆိုဘွားကနေကြားထိန်သိမ်းသမားအဖြစ်ပြောင်းလဲခဲ့သူဖြစ်ပါတယ်။သူ့ရဲ့ကြိုးမမှုကြောင့်အိန္ဒိယရဲ့ပထမဆုံးမျိုးသားဥယျာဉ်ကိုတည်ဆောက်ခဲ့ပြီးနောက်ပိုင်းမှာသူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ဂျင်ကော့ဘတ်မျိုးသားဥယျာဉ်လို့အမည်ပေးခဲ့ပါတယ်။ရာစုနှစ်တဝက်ကျော်ကြာပြီးနောက်မှာတော့ကူမန်တောင်တန်းတွေကဒီသွေးစွန်းတဲ့ဇလန်းတွေကိုမှတ်မိနေစေပါပဲ။ဒီဗီဒီယိုကိုကြည့်ပြီးတဲ့နောက်မှာတိုးလေးကိုတယောက်တည်းသွားရဲပါဦးမလား။မြန်မာနိုင်ငံမှာလည်းအတိတ်ကာလကလူသားစားကြားတွေရှိခဲ့ဘူးကြောင်းမှတ်တမ်းချုံတဲ့ဒေသခံတို့ရဲ့ပြောပြချက်များအရသိရပါတယ်။ဒါပေမဲ့အိန္ဒိယနိုင်ငံကချမ်ပါဝတ်ကြားမကြီးလိုမျိုးရာပေါင်းများစွာတပ်ဖြတ်ခဲ့တဲ့တည့်ရမျိုးတော့မရှိပါဘူး။ဗြိတိရှကိုလိုနီခေတ်မှတ်တမ်းများအရမြန်မာနိုင်ငံ၏ဝေးလံခေါင်းများသောတောနက်ပိုင်းဒေသများအထူးသဖြင့်ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကဲ့သို့ကြားများကျက်စားရာဒေသများမှာလူသားစားကြားများရဲ့ဖြစ်ရအချုပ်ကိုရံဖန်ရံခကြားသိရပါတယ်။ရခိုင်ရိုးမှတောင်တန်းများမှာလည်းကြားများကျက်စားခဲ့ပြီးလမ်းပန်းဆက်သွယ်ရေးခက်ခဲသောခေတ်ကာလများမှာတာရီတရိတ်ဆန်များနဲ့ထိတွေ့မှုကြောင့်လူသေဆုံးမှုအချို့ရှိခဲ့ကြောင်းသိရပါတယ်။အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။